Hello ဒီနေ့ကတော့ green လေးစိမ်းအောင်လေးလောက်ခိုင်းထားလို့လုပ်ပေးလိုက်ပါမယ်နော်အစိမ်းအောင်ဆိုတော့လုပ်ပေးလိုက်ပြီနော်စိမ်းအောင်အနုလာရင်လာ comment လာလဲရေးခဲ့ပြီပေါ့နော်ဒါပေမဲ့အနုလေးရင်လုပ်ပေးလိုက်ပါမယ်မရေးထားလို့ green မရေးထားလို့အနုလေးပဲလုပ်ပေးလိုက်မယ်ပေါ့နော် Okay ဒီမှာရှိပြောစရာရှိသေးပါရှင်ကျမရပလို့ရောစပင်းကအင်ဂျင်နာရောက်ဟုတ်လားရှင်တော့ပြောမလို့ပါလဲဆိုရင်တော့ပြောမလို့ပါဆိုမရှုပ်တယ်နော်မနှုတ်ပြအောင်ပြောပြဘာပြောမလဲဆိုရင်တော့ဒါကြည့်တယ်လို့ဒီrobot ကောင်းရှိရဲ့လူတွေကကြတော့robot ကောင်းရှိရဲ့လူတွေကကြတော့မှန်ခဲ့ပြီးတော့ပေါ့နော်ဟုတ်ပါလဲကြိုက်တဲ့အချောင်လေးရေးပြခဲ့မှာပေါ့နော် robot ကောင်းရှိရဲ့လူတွေကကြတော့ comment မှာအကောက်လေးလက်ခံပြီးပါဆိုရင်လုပ်ပြီးခဲ့မှာပေါ့နော်လုပ်ပြီးခဲ့မှာပါကိုကြိုက်တဲ့ခေကိုအရင်ဝင်ဆော့ပြီးတော့မှလာခဲ့ပြီးမယ်ပေါ့နော်ဒါပေမဲ့စနေအေးပါစနေတနေ့ကနေနေကြရင်မှနည်းနည်းအားရပေါ့နော်ညချရင်အားပါတယ်ခါတလေကြမှာအားပေါ့နော်နေ့တိုင်းကြောက်တိတ်မအားပါဘူးဒီဖြီးလေးနဲ့ခါလေးနဲ့ပဲလုပ်ပြတယ်နော်တိတ်ပြီးတော့လည်းမအားဘူးပေါ့နော်ဒါလည်းမခုံရပါလဲခုံရမှာတော့လို့အဲ့ဒီကောင်းလက်ခံပြီးမှာပေါ့နော်စတဲ့နေ့ပြပါစတဲ့ထဲဝင်တော့မှာပေါ့နော်robot တော့မရှိပါဘူးရှင်အပေါင်းတင်းတော့လုပ်ပေးပါမယ်ရှင် robot တော့မရှိပါဘူးရှင်ဒါတောင်မှ free ကရယူလုပ်ထားတာပါနော်ဒီခဏကိုလေးတောင်မှနောက်ပြီးတော့ဒီလိုတာဝါလေးမခုံပြတခြားဟာလေးခင်းနာမည်လေးရေးပြီးတော့မှဆော့ပြပေးမယ်ပေါ့နော်ဒီလိုဟာလေးမလို့ရှိကျွန်မစိတ်ညစ်လာပြီလို့အဲ့ဒီခုံတဲ့နေရာမှာကျတော့ကျွမ်းနေပေါ့နော်ရတအားကိုကျွမ်းတာဒါပေမဲ့အခုတော့တိတ်မကျွမ်းသေးဘူးပေါ့နော်ဘယ်လိုခုံရမှာလဲမသိဘူးစိတ်ညစ်လိုက်နော်တခြားခင်းလေးဆော့ပြမယ်ပေါ့နော်ဒီဟာလေးကနည်းနည်းခက်တဲ့ဟာလေးပါတယ်ဆိုတော့အစိမ်းအောင်မှဒါလေးဆော့ပြလိုက်မယ်ဒီမဆော့ပြလိုက်တော့မှအနုလည်းရှိပါတယ်ဒီထဲမှာဟုတ်တယ်အနုရှိရဲ့အနုလေးဆော့ပြလိုက်နော်ကျမက TikTok ကလုံးဝဖွင့်ပါရှင် TikTok ကရင်ကဖွင့်နေပေါ့နော်9နှစ်နှစ်တုန်းကပေါ့နော်ဖွင့်တော့ကကြတော့အဲ့တော့စဖွင့်ကစားဆိုအများကြီးတင်တယ်အခုကတော့တိတ်မတင်ဖြစ်တော့အဲ့နဲ့10ရက်တိတိလုံးဝမတင်ဖြစ်တော့ပေါ့နော်TikTok ကပြစ်သွားပေါ့နော် blog ရဲ့လူကြီးရှိရပေါ့နော်blog ချင်တဲ့လူတွေ blog ကြပါTikTok မြောက်နောက်ထပ်ပြန်ဖောက်တော့ကျတော့ဖောက်လို့မရတော့လို့မဖောက်တော့တာပါ YouTube ကပဲဖောက်တာပါဒါအခုဆော့ပြဟာမယ်ဟာတော့ YouTube ပေါ်ပဲတင်ပါပါဒါအနုလားအရှင်လားအနုနဲ့တွေ့နော်Okay ဒါအနုခုနကကြတော့ရှိရင်နော်平时我的这个妹子，哇，叫哎你别傲嘛，这个妹子怎么这里把那喽？你骂什么马上不要人啦 Sorry နော် 哇可能不 Sorry ပါဆင်းခါချပါလေးကြီးဆိုလိုက်ရင်မကောင်းဘူးနော်
ဒါလေးတော့အစိမ်းအောင်လေးပေါ့နော်စိမ်းအောင်လွယ်လားဆိုခက်တဲ့ဟာလေးလည်းပါတယ်အစိမ်းအောင်ပေါ့နော်ခက်တဲ့ဟာလေးလည်းပါပါတယ်ရှင်ခက်တဲ့ဟာလေးပေါ့နော်ပါပါတယ်လို့ကဲဟိုကက်လေးနည်းနည်းပြည့်သွားမှကြောက်လို့ပေါ့နော်နည်းနည်းလေးတင်ထားလိုက်မလားဆိုတင်ထားတော့ပါပြအောင်ဆော်ပေးမယ်ပေါ့နော်ဒါပေမဲ့ကုန်တော့မလွယ်ဘူးရှင်တာဝါခုနမလွယ်ဘူးအေးဟိုရှင်တော့ဆိုရင်ကျွမ်းတလားမင်းနဲ့တာဝါခုနပေါ့နော်ဟိုကတော့မကျွမ်းတော့ပါဘူးနာတန်းတက်မှာဆို9တန်းတက်မှာပါရှင်โอเคဒီနေရာလေးကိုတိတ်မကျွမ်းတာပေါ့နော်မတကယ်တော့နည်းနည်းလေးပဲခက်သွားတာပေါ့နော်ဒါလေးကတော့နည်းနည်းလေးပဲပေါ့နော်နည်းနည်းလေးပဲခက်တော့ဒါမှရှိဖို့မကောင်းဆိုရတော့မလွယ်ဘူး ရှင်တော့မတော့ ငါပြီးရင်ရှုံးတဲ့ခါကျရင်လည်းစနေပြန် လေနေမသိ အော်အေးကြောင်မောင်းတာမရအမွေးစေကျမကြောင်မဟုတ်ကျမအမိုက်ကြောင်ပါရှင်အော်အေးနားမှာစောင့်နေပါတိပါခုံနဲ့ဟာရလို့ဒါလေးကအစိမ်းရမှာနော်မိုးလာ တိတ် ဘာညာ ဟုတ်တယ်မိုးတန်လည်းကြောက် ဟဲ့နင်တို့အလုပ်ခိုင်းမယ်တွားနင်ဆုံးလိုက်ပေါ်တွားဆက်တော့နေချ ခဏလေးနော် ပေါ့ပဲကျော်သွား โอเคဒါလေးကတော့နည်းနည်းတော့ခက်တယ်ပေါ့နော်โอเคဒီဟာလေးမှန်ပါဒီလားအဲ့လိုမြန်တွားမှာပေါ့နော် 1 2 3 4 5 6တရနေတကလာရမင်းခံပါလေကိုကိုင်းညဝတ်ကိုင်းနဲ့ပြကိစပတ်ဖိုက်တီတမ်းရနေစမင်းတီမတီပေါ်တင်ဒီစနေဒီဟာအခက်ဆုံးမကဘာပေါ်မှာအခက်ဆုံး လာတွေ့ရ โอเคဒီအလေးအထားစင်ချနာလို့တောင်းစင်နေဘာလို့ခက်နေရတော့လို့ရအောင်တော့လောက်အောင်ပေါ့နော်မိုင်တခြားလူတောင်းလာပြီ thank you ဒီတော့ဘယ်လိုတော့မယ်ကုန်သွားပြီဟိုဗာလဲကပ်ပြေသွားပြီပေါ့နော်ပုံပြေသွားပါလေရှင်ဘိုင်ဘိုင်အားလုံးရှိပါတယ်ရှင်ဘိုင်ဘိုင်